ဒေဝါတော်တနေရာတဖြစ်ဖြစ်မြင်နေတဲ့မိဘုံနဲ့အတူကင်ထားတဲ့အသားကင်နှံကမွေးကြိုင်တင်ပြတ်နေပါတယ်ဟုတ်ပါတယ်ရဲနှစ်ယောက်ကင်ထားတဲ့အကင်တချို့နဲ့အတူထိုင်နေတဲ့အစိမ်းအောင်လူ၃ယောက်ကိုကျယ်ပြန့်လှပတဲ့ဂူနဲ့အတူမြင်ရရင်၃ယောက်ထဲကတစ်ယောက်ကစကားဆလိုက်တယ်မင်းဆိုလိုချင်တာကနဒီပျောက်ပျောက်သွားတတ်တာကိုတတိထားမိတယ်ဆိုတဲ့သဘောပေါ့အစားကိုအာပါတရစားရင်နောက်ထပ်အစိမ်းအောင်လူတစ်ယောက်ကပြန်ဖြေလိုက်တယ်ဆိုပါတော့အဲ့ဒီချိန်မှာပဲအငယ်ဆုံးလို့ထင်ရတဲ့တယောက်ကအဲ့ဒါဘာဆန်းလို့လဲဟာဒီဝါတော့မှသူသွားချင်ရသွားမှာပဲလေအကြီးဆုံးလို့ထင်ရတဲ့သူကခက်ဆက်ဆက်နဲ့တော်ရလျှောက်သွားနေရပြဿနာမဟုတ်ဘူးတခြားတနေရာသွားမှာဆိုလို့ပြောတာအဲ့ဒီချိန်မှာပဲအလင်းတန်းတစ်ခုကဂူထဲကိုလှစ်ခနဲဝင်လာပါတယ်တကယ်တော့သူတို့၃ယောက်ဟာဇလန်းဆမှာဇော်ကြီးလေးကိုလိုက်ဖမ်းကြတဲ့သူ့နှစ်ဒီရဲ့အကို၃ယောက်ပါလှစ်ခနဲလင်းတန်းကြောင့်အကိုလက်လို့ထင်ရတဲ့သူကလှည့်ကြည့်ရင်ဟောဟိုမှာပြန်လာပြီဟုတ်ပါတယ်ပြန်တန်းဝင်လာတဲ့လင်းတန်းကသူ့နှစ်ဒီပါသူမဟာမြေပြင်ဆင်းရဲလိုက်ရင်အသားကင်တွေကိုမြင်သွားတယ်ဒီပြိုင်နယ်ထဲသူ့နှစ်ဒီဟာအသားကင်တစ်ချောင်းကိုဆွဲယူလိုက်ရင်ဘိုက်ဆာလာနဲ့တော့ပဲအဲ့ဒီချိန်မှာပဲအကိုကြီးဖြစ်သူကသူ့နှစ်ဒီလက်ထက်ကအသားကင်ကိုလူယူလိုက်ရင်နေပါဦးအခုဘယ်ကပြန်လာတာတော့ဟိုသူ့နှစ်ဒီကတွေ့လေးနဲ့ဖြေဖို့ခတ်နေပုံပေါ်နေတာပေါ့သူထင်တာမှန်ပြီဆိုတဲ့အထာနဲ့ကိုလက်ကဝင်ပြောလိုက်တယ်တွေ့လားကိုကြီးသူတခုခုပါဆိုသူ့နှစ်ဒီကလည်းစိတ်ထဲပေါ်လာတဲ့အရာကိုအလင်းစလိုပြန်ဖြေလိုက်ရတာပေါ့မဟုတ်ပါဘူးဟိုတုံးတက်ရေတကွန်ဘက်ကပြန်လာတာပါကိုလို့ရတကယ်တော့သူ့နှစ်ဒီဟာစောစောရှိရလူသားကဘာကနေပြန်လာခဲ့တာပါအကိုလက်ဖြစ်သူကသူ့နှစ်ဒီရဲ့ခေါင်းကိုလှမ်းထုတ်လိုက်ရင်ဒါပဲနော်ကောင်းပါလေတခုခုကြားရင်မလွယ်ဘူးမှသူ့နှစ်ဒီကလည်းခေါင်းလေးကိုပုတ်လိုက်တာပေါ့ကိုလက်ကလည်းဒီမှာဘိုက်ဆာလာရတဲ့အထက်အကိုကြီးဖြစ်သူကတိတ်မကျင်တတ်တယ်လို့နဲ့အသားကင်ကိုပြန်ပေးရင်ယော့ကျေးဇူးကိုကြီးသူ့နှစ်ဒီကလည်းအသားကင်ကိုယူလိုက်ပြီးတကယ့်ကိုပြစ်ကင်းပြီးချစ်စရာကောင်းတဲ့ပုံစံနဲ့အာပါတရကိုစားနေတာပေါ့ဒါကိုလက်ဖြစ်သူကခတ်တင်းကြည့်ရင်ဘယ်ကလေးကငတ်နေလဲမသိဘူးစားနေနေပဲသူ့နှစ်ဒီကထရက်လိုက်တယ်အိုးတကယ်စားလို့ကောင်းမှသူ့နှစ်ဒီထွက်သွားတော့အကိုအကြီးဆုံးဖြစ်သူကဒေါသမပြေသေးတဲ့အကိုလက်ဖြစ်သူကိုချော့ပြောရတာပေါ့ကိုလက်စွတ်မပြောနဲ့ဟာဒီညီမလေးတယောက်ပဲရှိတဲ့ဥစ္စာမကြင်မချမ်းပုံစံနဲ့ကိုလက်ကလည်းပြန်ပြောတာပေါ့အဲ့ဒါကြောင့်ပြောနေရတာပေါ့ကွာမိဘဘေးမှာထိုင်နေတဲ့ညီကို၃ယောက်နဲ့အတူညကလည်းမှောင်ကျသွားပါပြီအကိုကြီးဖြစ်သူကပဲစကားလက်ဆက်တက်လိုက်ပါတယ်ကဲတော်ပြီစားစရာရှိရစားကြပြီးရင်အိတ်ကြမယ်သူ့နဲ့ဒီကတော့နောက်ဆုံးလက်ကျန်အကင်ချောင်းလေးကိုစားရင်ဂိုးကမှထိုင်ချလိုက်တယ်သူတို့တခုခုရိမ့်မိနေတာလားသူမစားရင်နဲ့စိတ်တထင်းတွေးနေမိတာပေါ့မဖြစ်နိုင်ပါဘူးငါလူကဘာကိုသွားတာသူတို့ဘလို့မှမသိနိုင်တော့ပါဘူးသူ့နဲ့ဒီဟာကုံသွားတဲ့အကင်တုတ်ချောင်းကိုလွှတ်ပစ်လိုက်ရင်နောက်ဆိုဆင်ကျင်မရမယ်အဲ့ဒီနောက်သူမဟာအိတ်ဖို့အတွက်အိတ်ရဝင်လိုက်ပါတော့တယ်လူသားတွေလိုတော့မဟုတ်ဘူးပေါ့ဝါတကယ်အိတ်ချင်ပြီခဏနေတော့တခေါက်ခေါက်နဲ့အိတ်သွားတဲ့သူ့နဲ့ဒီကိုတွဲလောင်းလေးမြင်နေရပါတော့တယ်ကျင်းငတ်တန်လေးတွေနဲ့အတူကြည်နူးစွာမြင်နေရတယ်အာယုံတက်ချိန်နဲ့အတူဖက်ခနဲ့ဆင်းရဲတဲ့အတန်ကိုကြားလိုက်ရပါတယ်ကြောက်သားမြေပြင်မှာရက်နေတဲ့ခြေတစုံဟိုးဝေးမှာကတဝေါနဲ့လှပစွာဖြာဆင်းကြနေတဲ့ရေတကုံတစ်ခုခုနဆင်းရဲလိုက်တဲ့ခြေတော်ပိုင်ရှင်ရဲ့မျက်နှာကိုမြင်ရပါပြီသူဟာဟိုဒီအကဲခတ်ကြည့်ပြီးနောက်ရေတကုံဘက်စီခုံထွက်ပြန်တန်းလိုက်တယ်သူ့ရဲ့ခန္ဓာကိုယ်ဟာလှိမ့်မြန်စွာပဲတဖွာဖွာလွင့်ကျနေတဲ့ရေတကုံထဲသို့တိုးဝင်ပြောက်ကွယ်သွားတယ်ပြီးတော့သူဟာရေတကုံနောက်ကကြောက်ချုံးတစ်ခုမှဆင်းရဲလိုက်တယ်သူကဘာတူလဲမျက်နှာဖုံးနဲ့ဆိုတော့ထူးခြားနေတာတော့အမှန်ပဲတကယ်တော့သူရောက်နေတာရေတကုံလေလောက်မှရှိတဲ့ရေတွေနောက်ကဂူတကူမှာပါသူကကြောက်အုပ်တွေကြားကတခုခုကိုယူပြီးလျှို့ဝှက်တနေရာမှာကတ်လိုက်တယ်ချက်ချင်းဆိုသလိုပဲကြောက်ချက်နှစ်ချက်ကဟပြီးပွင့်သွားတာပေါ့တကူစာပွင့်သွားတာနဲ့မျက်နှာဖုံးတဲ့လူကအထဲကိုလှင်မြန်စွာပဲဝင်သွားလိုက်တယ်ကျေပြန့်ပေမဲ့ဆူဆွတ်ထိုင်းမိုင်းနေတဲ့ဂူထဲကိုသူရောက်လိုက်တာနဲ့နောက်ကဂူတကားကလည်းအလိုလိုပိတ်သွားတော့တယ်မျက်နှာဖုံးတဲ့လူကရှေ့တက်ကိုကြည့်ရင်အော်ခေါ်လိုက်တယ်ဟေးမိစ္ဆာရှင်ကြီးလင်းတို့တချို့ကသူ့အော်တန်ကြောင့်လန့်ပြီးပြန်သွားကြတာပေါ့အဲ့ဒီချိန်မှာပဲဟိုးဂူဝါကနေအလင်းတန်းတွေဟာလုံးဝဖြာထွက်လာကြတယ်မျက်နှာဖုံးတဲ့လူဟာ
လက်နဲ့သူ့မျက်နှာကိုကာရင်အိုးမျက်စိကျိန်းလိုက်တာအတန်နဲ့အတူပေါ်လာတာကထူးဆန်းတဲ့ပုံနဲ့တရဝါကြီးတစ်ကောင်လူလားတရိษံလားနာနာဘဝလားဒါမှမဟုတ်သုံးမျိုးလုံးရောထားတာလားမိစ္ဆာရှင်ကြီးကိုအနိကမြင်ရပါပြီသူ့အတန်ကလည်းတကယ်ကိုကြက်သိမ်းထားစရာကြီးပါ ငါလူချင်တာရမလာသေးပဲဘာလို့ထက်လာရတာလဲ မျက်နှာဖုံးတဲ့လူကလည်းမဆိုင်မတွန်းလိုက်ကိုဖြေလိုက်တယ်မေးစရာတစ်ခုရှိလို့လာခဲ့တာပါမိစ္ဆာရှင်ကြီးကလည်းဒေါသတန်နဲ့ ဘာလို့သေးလို့လဲအားလုံးပြောပြီးသားပဲလေ ရဲရင်စွာနဲ့ပဲမျက်နှာဖုံးတဲ့လူကပြန်ဖြေလိုက်တယ်ဂတိပါသူ့အတန်ကကိုယ်ထဲမှာဟိန်းနေတာပေါ့ကျုပ်တို့မျိုးနွယ်စုအားလုံးကိုချိန်စာစိုးကနေဖြေပြီးမယ်ဆိုတဲ့ဂတိထပ်လာတောင်းတာပါမိစ္ဆာရှင်ကြီးကလည်းမထီမဲ့မြင်နဲ့ရဲရင် မယုံကြည်လဲရတယ်လေသဘောပဲ မော်ခယူနဲ့သူ့အတန်ကိုဖမ်းထားရမယ်တွေးရင်းနဲ့ပဲမျက်နှာဖုံးတဲ့လူကပြောလိုက်တယ်တေချောင်ဂတိထပ်ပေးပါအားလုံးကအဆင်ပြေတော့မှာမို့မိစ္ဆာရှင်ကြီးကလည်းအေးအေးဆေးဆေးနဲ့ပဲ ကောင်းပြီလေငါလူချင်တာရရင်မင်းတို့မျိုးနွယ်စုအားလုံးကိုကျိန်စာစိုးကနေဖြေပေးမယ်ဟုတ်ပြီလား တဟားဟားရဲရင်မိစ္ဆာရှင်ကြီးကဂူထဲပြန်ဝင်သွားတယ်သူလိုချင်တာကဘာလဲမျက်နှာဖုံးတဲ့သူကရောသူ့မျိုးနွယ်စုတွေကဘလို့ကျိန်စာမိနေတာလဲစိတ်ဝင်စားစရာကောင်းလာပါပြီမိစ္ဆာရှင်ကြီးလည်းပျောက်သွားရောမျက်နှာဖုံးတဲ့လူဟာလျှို့ဝှက်စွာယူလာတဲ့မော်ခယူလေးကိုထုတ်လိုက်တယ်အခုတက်တည်ရပြီဂူဝတကားကအတာပွင့်ပြီးထွက်လာတဲ့မျက်နှာဖုံးတဲ့လူတကယ်တော့သူ့မှာရှိတဲ့မော်ခယူကအတန်တွေဖမ်းထားပြီးပြန်ပြီးနားထောင်နိုင်တဲ့အစွမ်းရှိနေတာပါမိစ္ဆာရှင်ကြီးနဲ့သူ့ဂျာကဂတိကဝတ်တွေကိုတက်တည်ခိုင်လုံမှုသူကမော်ခယူကိုအသုံးပြုခဲ့တာပေါ့ဘလို့ဂတိတွေလဲအဝင်တုံးကလိုပါပဲမျက်နှာဖုံးတဲ့လူဟာတစိတ်တုံးလိုအပြားလေးကိုအသုံးပြုပြီးဂူဝတကားကိုပိတ်လိုက်တယ်တက်ကြီးကြီးနဲ့တကားကြီးကပိတ်သွားတာပေါ့အဲ့ဒီနောက်မျက်နှာဖုံးတဲ့လူကသူ့မျက်နှာဖုံးကိုကင်လိုက်ပါတယ်တကယ်ကိုစိတ်လှုပ်ရှားစရာအခိုက်အတန့်ပါပဲသူ့ဘသူလဲမျက်နှာဖုံးခွာလိုက်တဲ့လက်ကလေထဲမှာဝဲကျလာပါပြီသူကဟုတ်ပါတယ်ဝိယုံနဲ့မျက်နှာဖုံးကိုတုံးပြနေပြီကိုရောင်ပြောင်းထားတဲ့သူ့ရောင်မယ်လေးသူ့နဒီပါပဲသူမဟာစိတ်နည်းနည်းအေးသွားတဲ့ပုံစံနဲ့ပေါ့ဘာပဲဖြစ်ဖြစ်ဒီလောက်ဆိုစိတ်ချရပါပြီအဲ့ဒီနောက်သူ့နဒီဟာရေတကုံကိုထိုးဖောက်ပြီးအပြင်ဘက်စီပြန်တန်းထွက်လာလိုက်တယ်အဲ့ဒီပုံစံကိုမျက်လုံးတစ်စုံကတနေရာကနေလုံးဝအံ့ဩမှင်သက်စွာကြည့်နေတာမြင်နေရတယ်ဟုတ်ပါတယ်သူ့ညီမကိုမတင်ကားလို့နောက်ယောင်ခံလိုက်နေတဲ့အကိုလက်ဖြစ်ပါတယ်အကိုလက်ကတကယ်ကိုစဉ်းစားခက်နေပုံပါပဲညီမလေးပါလားတခုခုထူးခြားနေရတော့အမှန်ပဲသိကြပါတယ်တခုမကပါဘူးထူးခြားမှုတွေကအများကြီးဖြစ်နေပါပြီအကိုလက်ကစက်ခနဲဟိုးဝေးစီပြန်တန်းထွက်လိုက်ပါတယ်ဒီအတိုင်းလွတ်ထားလို့တော့မဖြစ်တော့ဘူးဒေဝါတော်ရဲ့တုံးတက်ရေတကုံကတော့ဘာမှမသိတယ်လို့နဲ့တိတ်ဆိတ်လှပစွာဖောက်ခွဲစည်းစင်းနေသေးပါပဲအရာရာနဲ့စီကားရှုပ်ထွေးနေတဲ့စိမ့်လဲတာမျိုးလေတနေရာလက်တစ်ဖက်ကကားအင်ဂျင်ကိုဟိုနိုင်ဒီနိုင်လုံနေတာကိုမြင်နေရပါတယ်ကားပြက်နေပုံပါပဲတေချာတာပေါ့စစ်ပိုင်တယောက်ကားပြက်နေတာပါအရေးကြီးပါလေဆိုမှကွာစောစောစီလဲသူ့အခက်ခဲကိုဖုံးဆက်ပြီးပြောထားပုံရပါတယ်စောစောရေးမြန်မြန်လာပါတော့ဟာအဲ့ဒီအချိန်မှာပဲစောစောရဲ့ကားကစစ်ပိုင်ရဲ့ကားအနီးမှာရောက်လာပြီးရက်လိုက်တယ်စစ်ပိုင်လဲစိတ်သက်သာရာရတဲ့ပုံစံနဲ့လာပြီစောစောကလည်းရောက်ရောက်ချင်းပဲလှမ်းမိလိုက်တာပေါ့ဖုံးဆက်တာဘာဖြစ်လို့လဲစစ်ပိုင်ကလည်းအလင်းစလိုပဲဖြေလိုက်တယ်မင်းကားခဏငါကွာငါသွားစရာရှိတာနောက်ကျနေလို့ငါကားဘာပြက်နေလဲမသိဘူးစောစောကကားတော့ကိုလှမ်းပေးလိုက်ရင်အေးပါယူသွားလေစစ်ပိုင်ကလည်းကားပေါ်တက်ရင်ပြန်ပြောလိုက်တယ်โอเคငါသွားပြီမင်းမဲကြည့်ပြီးလိုရရင် workshop ပို့လိုက်ကွာစစ်ပိုင်မောင်းနဲ့စောစောကားလေးဟာဘူးနဲ့တချိန်ထိုးထွက်သွားပါတော့တယ်ဒါနဲ့စောစောလဲစစ်ပိုင်ရဲ့ကားကိုစစ်ဆေးကြည့်တာပေါ့ဒါပေမဲ့ကားကလုံးဝပြက်နေတာဘာမှမတွေ့ရပါဘူးအကောင်းကြီးပါလားတကယ်တော့စစ်ပိုင်ကကိစ္စတစ်ခုအတွက်စောစောကားကိုမလိမ့်တပတ်နဲ့လဲသွားတာပါစစ်ပိုင်ဟာစောစောကားကိုမောင်းရင်ဒီလမ်းပဲကားကလမ်းကြားလေးတစ်ခုတည်းဝင်သွားပြီးအိမ်ဟောင်းကြီးတိမ်ရှေ့မှာရက်လိုက်တယ်တကယ်တော့ဒီနေရာဟာလူသူပြတ်တဲ့မြို့ပြင်တနေရာဖြစ်ပါတယ်တိတ်မကြခင်မှာပဲ
စစ်ပိုင်ရှိရာကိုခဲအောင်ကားတစ်စီးရောက်လာပါတယ်စစ်ပိုင်လည်းကားပေါ်ကနေဆင်းလိုက်ပြီးရက်လိုက်တာပေါ့ခဲအောင်ကားပေါ်ကနေအရက်ပုပုဥပဒေရုပ်ကြမ်းကြမ်းလူတစ်ယောက်ဆင်းလာပြီးရက်လိုက်တယ်အရက်ပုပုလူကစစ်ပိုင်ကိုကြည့်ရင်အေးဆက်စွာနဲ့မေးလိုက်တယ်ကောင်းလေငွေပြေဝပါရဲ့လားစစ်ပိုင်ကလည်းငွေတို့ပြရင်ပြန်ဖြေလိုက်တာပေါ့ဟောဒီမှာကြည့်အရက်ပုပုနဲ့လူကလုံးဝကျင်းနဲ့သွားပုံပါပဲโอเคကြိုက်သွားပြီအဲ့ဒီနောက်စစ်ပိုင်ကငွေထုတ်ကိုပြစ်ပေးလိုက်တော့အရက်ပုပုနဲ့လူကအပြုံးတဝက်နဲ့ဖမ်းယူလိုက်တာပေါ့ပြီးတော့စစ်ပိုင်စီပလတ်စတစ်ထုတ်သေးလေးတစ်ခုကိုပြန်ပြစ်ပေးလိုက်တယ်တကယ်တော့စစ်ပိုင်ဟာမွေးစေဝါတုံးတက်နေပြီဒီနေရာမှာလာဝင်နေတာပါစစ်ပိုင်ကဖက်ခနဲ့ဖမ်းလိုက်ပြီးအထုပ်ကိုတေချာစစ်ဆေးကြည့်လိုက်ပါတယ်ဟမ်ပစ္စည်းကနဲလာကြည်လားဗျအရက်ပုပုနဲ့လူကသူ့ကားစီပြန်သွားနေရင်ဂရုမစိုက်တယ်လို့နဲ့ဈေးတွေတက်ကုန်ပြီလေကောင်းလေးရဲ့တစ်ချိန်တည်းမှာပဲစစ်ပိုင်ကသူ့ပခုံးကိုလက်နဲ့လှမ်းဆွဲလိုက်ရင်အဲ့လိုမတရားမလုပ်ပါနဲ့စစ်ပိုင်ကလုံးဝမကြည်မနဲ့ဖြစ်နေတာပေါ့ကျွန်တော်ငွေပြည့်ပေးထားတာလေအရက်ပုပုနဲ့လူကလည်းခက်ပြက်ပြက်ပဲပြန်ပြောလိုက်တယ်ဘာလဲမင်းကမကြည်နေဘူးလားစစ်ပိုင်ကလည်းလုံးဝမလျှော့ပါဘူးဝယ်နေကြအတိုင်းပဲပစ္စည်းပြည့်ဝပေးပါအရက်ပုပုနဲ့လူကလည်းလုံးဝဂရုမစိုက်တယ်လို့နဲ့ဒီအတိုင်းပဲဆိုရင်ရောက်ကွာစစ်ပိုင်လည်းလုံးဝဒေါသထွက်သွားတာပေါ့ဘာဗျခမ ्या ကိုအမှုန့်ချေပြစ်မယ်အဲ့ဒီချိန်မှာပဲဘယ်ချိန်ကရောက်နေမှမသိတဲ့လူမိုက်ပုံစံလူစုပေါ်လာပါတယ်ခေါင်းဆောင်ဖြစ်ဟန်တူသူကတကယ်လားကွာအမှုန့်ချေပြစ်မယ်ဆိုတာစစ်ပိုင်လည်းအတန်လာရာကိုကြည့်ရင်မှင်သက်သွားတာပေါ့တကယ်တော့ခပ်ပူပူနဲ့လူကမွေးစီဝါရောင်းဝယ်လုပ်နေကြမို့လူမိုက်တပည့်တွေမွေးထားသူပေါ့သူကစစ်ပိုင်လက်ကိုဖယ်ထုတ်လိုက်ရင်အေးဆေးပြန်လိုက်ပါကောင်းလေစစ်ပိုင်လည်းလက်တိကြိတ်ကြိတ်ဆုပ်ဆုံးအပြင်ဘာမှမတက်နိုင်ခဲ့ဘူး။ရက်ပုပုတဲ့လူကသူ့ကားပေါ်တက်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲသူ့တပည့်တစ်ယောက်ကသူ့နားရောက်လာပြီးတခုခုပြောနေတာကိုမြင်လိုက်ရတယ်။ရက်ပုပုနဲ့လူကလည်းခေါင်းတစ်ဆက်ဆက်ညင်ရင်ပြောလိုက်တာပေါ့။โอเคစစ်ပိုင်ကလုံးဝမကျေနပ်ပေမဲ့စိတ်ကိုလျှော့ပြီးကားပေါ်တက်လိုက်တယ်။မတရားခံရလို့ခံပြင်းနေပုံပါပဲ။စစ်ပိုင်ကားပေါ်ထိုင်ုံပဲရှိသေးချိန်သူ့ကားရှိမှလူမိုက်ဖွဲ့ကပိတ်ရက်လိုက်ကြတယ်စစ်ပိုင်လည်းမခံချိမခံသာဖြစ်သွားတာပေါ့ဒီလူတွေခေါင်းဆောင်လို့ထင်ရတဲ့လူကရီးတက်တက်နဲ့ပြောလိုက်တယ်ကောင်းလေမင်းကိုဒီတိုင်းပြန်မလွတ်နိုင်တော့ဘူးစစ်ပိုင်လည်းချက်ချင်းပဲကားဆက်နိုးကိုလှုပ်လိုက်တယ်ဒါပေမဲ့ကားတော့ကမရှိတော့ပါဘူးစစ်ပိုင်ပြာခတ်သွားတာပေါ့ဟမ်တော့ကဘယ်ရောက်သွားတာစစ်ပိုင်ရဲ့ပုံစံကိုကြည့်ပြီးလူမိုက်ဖွဲ့ကတဟားဟားရေရတာပေါ့လေထဲဝဲနေတဲ့ကားတော့ဟုတ်ပါတယ်တယောက်ကသူ့ကားတော့ကိုကြိုယူထားတာပါစစ်ပိုင်ခမရအကြက်ရိုက်သွားပါပြီသူ့တော့လေးကိုမှင်သက်စွာကြည့်နေတာပေါ့ဟင်ငါတော့စစ်ပိုင်တယောက်လုံးဝကိုတုန်လှုပ်ဒေါသထွက်သွားတယ်ငါဘာလုပ်ရမလဲဟုတ်ပြီစောစောစီဖုန်းဆက်ရမယ်ပြာရခတ်နေတဲ့စစ်ပိုင်ဟာဖုန်းကိုရှာမတွေ့ဖြစ်နေတာပါငါဖုန်းပဲရောက်လူမိုက်ဖွဲ့ကလည်းကားနားကိုလှမ်းလာနေကြပါပြီစစ်ပိုင်လည်းဖုန်းကိုတွေ့သွားပါပြီသူဟာတုံရီနဲ့စောစောနံပါတ်ကိုရှာနေတာပေါ့စောစောတွေ့ပြီဝမ်းသာအားနဲ့ပဲစောစောစီဖုန်းခေါ်လိုက်ပါတယ်လူမိုက်ဖွဲ့ကလည်းလုံးဝကိုညှာတာမှုမရှိတဲ့ပုံစံတွေပါပဲကားနားကိုလုံးဝနီးကပ်စွာရောက်လာကြပါပြီတစ်ဖက်မှာစစ်ပိုင်ကလည်းဖုန်းဆက်နေပြီမဲ့စောစောကမကင်သေးပုံပါမြန်ကင်ပါဟာတစ်ချိန်တည်းမှာလူမိုက်တွေကလည်းစစ်ပိုင်ကားပေးမှာဝိုင်းရက်လိုက်ကြပါပြီဖုန်းကလည်းတတူတူပဲអော်နေတော့ပါ